မယ်မမေကသားကိုမစားခိုင်းတာချောင်းဆိုးလို့ဒါရဲ့မင်းဘာလို့အိမ်နာထဲမှာခိုးစားနေရတော့မမေကသားပြောင်းလို့လိုက်ချင်တယ်ဘာလို့တတ်မပေးရခိုးစားနေရအိမ်နာထဲမှာအဲ့လိုခိုးစားတာနောက်ကအိမ်နာထဲလာဆိုင်မမေရိုက်မှာနော်သွားမယ်လားထသွားမယ်လားဟဲ့ကြောင်တော့ကြည့်သွားဘာစနေလဲဆိုတော့ကြည့်သွားစနေတဲ့သားကင်တွေကိုကြည့်သားဘာတွေစနေလဲဆိုတော့လက်မတွေထောင်းပြီးတော့ကိုစပြင်းနေတာချက်သားတွေကိုနေတဲ့ထဲပြီးစလက်ရွက်ထဲကိုတိတ်ပြီးတော့စနေတာအားလုံးပဲကြည့်ကြဆိုကြည့်ကြတော့ဗျာမိုက်တယ်ဗျာကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်ကတော့အတန်းရတော့မိုက်တယ်ဗျာတုံးနဲ့ဗျာမြည်တယ်ဗျာနားထောင်ရတော့နဝင်းချိုးလိုက်တယ်ဗျာရမှာသူ့ထက်ချိုးမှာမဟုတ်ပါဘူးဗျာသူ့တန်လေးရန်ကိုချိုးပါတယ်ဗျာအဲ့လိုကျွန်တော်ရန်ကြိုက်ခဲ့တဲ့ဘိန်းလေးပါဗျာအိမ်မှာပဲထားထားပါတယ်ခုတော့အိမ်ကပြန်နိုးပြီးတော့လန့်ပြီးတော့ပို့လိုက်ပါတယ်ဗျာကျွန်တော်တို့နားထောင်နေပါတယ်ကဲဒါပြီးစားမယ်ဗျာဒီစားတဲ့သားတွေကတော့ကျွန်တော်ရမ်းကြိုက်ပါတယ်ချက်သားဆိုရမ်းကြိုက်လို့နာမည်တော်ကြက်ကြော်လို့ပေးတာပါတယ်ဗျာပို့တော့ထုတ်သွားမယ်ဗျာအဲ့ဒါနဲ့တနုံးကျွန်တော်ကိုလည်းတစ်ချက်တောင်းပြီးဝီနဲ့ဆက်တာတော့ခင်ဗျားတို့ကိုယ်တိုင်ဒါနားထောင်ကြည့်လိုက်ပါတော့ဗျာဒီလောက်ကောင်းတဲ့တန်ကိုကျွန်တော်ဒီလောက်အကြိုက်ဆုံးမဲ့ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်လို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကလင်းငါသားရစပိန်လေးတစ်စင်းလောက်ရှင်ဖေဖေတို့ကောင်းပါနော်တသားကိုစပိန်လေးနဲ့တင်ပြီးလိုက်ပို့လို့ရတယ်ဟုတ်တယ်ဖေရငါသားရဲ့ကြည့်ကြတာစပိန်နဲ့ကမောလိုက်တာကွာဆိုင်ကယ်လေးတစ်စီးလောက်ရှင်ငါဒီလိုမောမှာမဟုတ်ဘူးဆိုင်ကယ်လေးတစ်စီးလောက်လိုချင်လိုက်တာစပိန်လည်းမစီးချင်တော့ဟာလာတာကွာကားကြီးဟာတသားရပဲကွာကားပေါ်မှာနေလဲမပူငါဆိုင်ကယ်ကြီးကွာနေပူလေတွေတိုက်နေစီးချင်တော့ကွာကားလေးတစ်စင်းလောက်တော့ငါလိုချင်တော့ကွာဒီလိုလေးစိန်ခံပြီးတော့ဝန်းကျက်လိုက်တာကွာခုချိန်မှာများမိုးဖွင့်ကားလေးတစ်စီးလောက်များရလိုက်ဘလောင်များကောင်းလိုက်မလဲမိုးဖွင့်ကားလေးလိုချင်လိုက်တာကွာဩဟိုလာဖာနှစ်ယောက်တောင်သူ့သားကိုသွားပို့ပြီလေဩငါလည်းသူ့လိုလေးလမ်းလျှောက်နိုင်ဒီလိုမျိုးတွေလောက်စားစရာမလိုတော့ဘူးငါလည်းလမ်းလျှောက်ချင်လိုက်တာလာသွားမယ်ငါသားနောက်နေ့တော့ဖေးတို့ဝဲနိုင်မှာပေါ့နော်ငါလည်းလမ်းလျှောက်ဖို့အတွက်ခြေထောက်တစ်စုံပြန်လိုချင်လိုက်တာတနာကြပါခင်ဗျာတနာကြပါလာကြည့်အောင်ဗျာဒီမှာရွာမှာနွားနို့တွေပိုးလုံးလို့ဗျာနို့စီတွေချက်စားမယ်ဗျာနွားနို့တွေကတော့ပိုးချက်ကားတော့ဗျာဤတော်ဤစိန်နေပြီနွားနို့စီချက်စားမယ်ဒိန်ခဲတွေခဲမယ်ဒီလိုနွားနို့စစ်မတော့ဘူးမို့လားဒီမှာကြည့်ရေလုံးမှမယုံနော်နွားနို့ကနေနွားနေညှေပြီးရွှီနဲ့ဒီလက်တန်းထည့်ပြီးတော့ကြိုးထားတာစစ်မစစ်ဘိုးဘက်မှာနမတွေရှိတယ်အမဒါကတော့ဒိန်ခဲထားတာပါဗျာဒီမှာကြည့်လိုက်ပါဦးစီရနစ်အပြည့်ဘာရောတော့မှမပါဘူးကြည့်လိုက်ဒီမှာကပ်ပြစစ်စားဘူးကြလားလို့နွားနို့တွေပါဗျာရေမရောပါမရောစီနစ်ပြည့်လေးနဲ့ဗျာဒိန်ခဲတယ်ဗျာစိတ်နေမှာပဲအနာကြီးလောက်ကြအောင်မွေးပြီးတဲ့ခါမှာနိုးစီတွေကစပြစ်လာပါပြီခင်ဗျာကြည့်ပါဦးဗျာနိုးစီကောင်းလေးစစ်လေးစားပါတော့မယ်ခင်ဗျာမီးအိုးဘဝကနေခဏလောက်ချပြီးတဲ့ခါမှာဒီလိုလေးမွေးပြီးရင်ခဏနေနိုးစီလေးကစပြစ်လာပါတော့မယ်ကြည့်လိုက်ပါဦးဒီမှာကတ်ပြလိုက်ပါအောင်နွားနို့စစ်ကနေပြီးတော့ကြားနေလေးထည့်ပြီးတော့နိုးစီကျိုးထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုလေးတော့ရှိရှိနေတော့လက်ညောင်းမွေးပေးရပါတယ်နိုးစီလေးပါဟဲ့ဘုံမနင်ကျိုးထီသွားပြီလေနင်ရှုံးပြီငါလဲငါပဲမရှိလို့တော့ငါမရှုံးသေးဘူးတိုင်နင်ငါခိုးလို့ကောင်းနေလို့ရှိတယ်ဘာလို့ရက်ခိုင်းတာလဲပြတ်ရင်ငါမပါတော့နောက်ခါငါနဲ့လာမခေါ်နဲ့ငါလည်းခေါ်မစောနဲ့စာမှုပေါ်ကြလို့ရှိရင်လည်းငါနင်စာမှုကနေရစာမပြဘူးပြီးတဲ့ကြောင်မေခွန်ရလို့ရှိရင်လည်းနင်မပြောဘူးငါလည်းငယ်ကြီးရလေဟိုစာမှုကြစာမပြဘူးမလုပ်နဲ့မေခွန်လည်းမပြောဘူးတော့မလုပ်ပါနဲ့နင်ကျိုးမထီဘူးငါမြင်မာတာငါနှလုံးကမှုံလို့မြင်မာတာခုံနင်းကလေးခုံပြီးရပဲဟာမိမဟာစိတ်ချမယ်နော်ယောက်ျားပတ်စံလဲပုံမှန်အောင်စိတ်ချပါမိမရငါလည်းသွားချင်လို့မှမဟုတ်တာမိသားစုရှိအတွက်လုပ်ငန်းသွားလုပ်ရမှာလေပါပြီကျမရေးလဲဂယူးဆိုင်အောင်နော်နှုတ်ဆက်လိုက်အောင်ဖေဖေကိုအေးကလေးကိုလည်းဂယူးဆိုင်အောင်ငါသွားရင်မိမဒါအိမ်မက်ပါပဲဘာမှမဖြစ်ဘူးဟဲ့ငါချာလုပ်ငန်းလုပ်တာတခြားဖိစီလုပ်လေငါယောက်ျားသွားတော့မှနော်လဲနော်ပတ်ဆက်လိုချင်တော့ဒီအချိုးမျိုးမဟုတ်ဘူးလုပ်ငန်းကြတခြားမလုပ်တတ်ကြဘူးဟုတ်ကဲ့မမလေးပြီးပါပြီဗျပြီးပါပြီအေးအပြင်လည်းတခါလဲဆိုင်ကယ်ကိုအစင်းသစ်ဆက်နိုးပေးထားလိုက်ပြီးလို့ရှိရင်လုပ်ငန်းလုပ်ဆက်ရှိအကုန်လုံးနော်နေရာတကာပြောမနေရစေနဲ့ဟုတ်မမလေးမဖြစ်ပါဘူးငါညာတိုင်းအိမ်မဆိုးရလည်းမှန်တယ်ငါမိမနဲ့ကလေးစီငါပြန်အောင်မှရမှာပါမိမကြီးဟာဘယ်သူမှမရှိပါလားတားကြီး
ဟာအိမ်မောက်ကြီးကလည်းဟောင်းလောင်းဟာတော့ယောက်ျားငါမှာတော့ကွာမင်းများတစ်ခုခုများဖြစ်နေမလားဆိုပြီးအိမ်မက်တွေမကောင်းလို့ပြေးလွှားပြန်လာခဲ့လိုက်ရတာမင်းကတော့ကွာဟုတ်ဘူးမဟုတ်ဘူးယောက်ျားကျမရှင်းပြအောင်မဟုတ်ဘူးတော်မင်းငါ့ကိုဘာမှရှင်းပြရမလို့ငါနဲ့ငါသားနဲ့ရှေ့ဆက်လျှောက်ပြီးကိုလန်းကိုပဲလျှောက်တော့တယ်တော့မယ်ထားလားသားယောက်ျားဟဲ့ဘယ်သူမှမရှိကြဘူးလားနော်အကုန်းနေပြီထင်တယ်နော်ထကြွေးကြအောင်ဟဲ့ဟုတ်မေသမီးကြွေးလိုက်မယ်သမီးကြွေးလိုက်မယ်ဟဲ့ညီရလဲမပေါ်ပပားကြီးနဲ့အေးဟိုမှာညီလင်တယောက်လုံးရှိနေတာထကြွေးခိုင်းလိုက်လေပြောချင်ပါဘူးတော့သူ့ခိုင်းမဲ့စားကိုပါကိုပဲထလုပ်လိုက်ပါမယ်သမီးလုံးနိုင်ပါတယ်အမေရဲ့အာယုန်ဒီပြတ်တော့ကွာပြင်သွားလိုက်အောင်လုံးနိုင်နဲ့မပြောနဲ့ငါသမီးရေညီလင်လဲဘဲတော့လုံးမှာတော့လက်ကြောကိုမတင်ဘူးအေးလဲရပြန်စားရေးပဲလုံနေတာခုကြည့်လိုက်လေပြောဦးမခံဘူးထထွက်သွားပြီဩမေရဲ့ယူပြီးမှတော့ဘဲတက်နိုင်မလဲတော့သမီးလုံးနိုင်တော့လှုပ်ပေးမှာပဲကလေးတွေမျက်နှာလဲကြည့်ရသေးတယ်အမေရဲ့ကလေးတယောက်နဲ့နောက်တစ်ပိုက်တော့ဘဲချိန်မှလုံးမှာတော့ဒီချိန်မှမလို့ညီမလဲဝေကျွေးကြည့်လိုက်တာငါသမီးရဲ့ဘဲဦးမရေဘိုင်းချက်လဲဟဲ့ဒီမင်းစားမယ်ဘဲဦးရှင်နဲ့ငန်းပြားကြီးပြောပဲကိုတာဟန်ရေအေးဘဲဦးမယူမိပါတယ်ကွာဘဲဦးဟင်းနဲ့ပဲညားနေတယ်ဟဲ့ကိုတာဟန်ရဲ့နွားလေးပါလေးလဲကူးကျွေးပါအောင်ကျမမလဲတက်မနှခင်းလုံးမပေါ်မပါးကြီးနဲ့တစ်ခုပြီးတစ်ခုလုံနေရတာတော့မိမတိုင်းကလေးမွေးနာကွာမင်းတယောက်ပဲထူဆန်းလို့ကလေးမွေးတာမြန်ရှင်နဲ့လည်းမပြောချင်တော့ပါဘူးတော့ဒါလည်းဝစ်ရှိသလောက်ပေါ့ကြီးဟဲ့အောင်ရင်ခွဲငါဆွဲထုတ်ပြန်ပြီလို့ဟဲ့အောင်သုံးလုံးတော်မင်းဘာတွေပြောနေတာတော့ဟဲ့အောင်ဟုတ်သားပဲမင်းရင်ခွဲကိုဘာတွေမေးနေတာတော့မင်းယူတာကိုမြင်တယ်လို့ငါ့ကိုပြောတဲ့လူတယောက်ရှိတယ်ကွာဟာငါမယူဟဲ့အောင်ငါမယူယူမယူမင်းပစ္စည်းတွေရှာရင်သိမှာပဲကွာဟဲ့အောင်စိန်တလုံးသူ့ကိုယ်လုံးမရှာလိုက်ငါသူ့ပစ္စည်းတွေရှာကြည့်မယ်အေးငါရှာကြည့်ပေးမယ်မတွေ့ရင်တော့မင်းထပ်မဆွဆွဲအောင်နော်မင်းအလုံးလုံးဆွဲကြည့်ဟဲ့အောင်ငါမယူကပြီးမှရှင်းပြပါမယ်ကွာမတွေ့ဘူးကွာမင်းလက်ဘူးလက်ချက်မမိလို့ပေါ့ကွာဟဲ့အောင်ဒါဘာသဘောတော့မင်းမယူတာပြောနော်ငါဟိုကောင်ပြဿနာရှာမှာဆိုလို့ငါမယူပါဘူးကွာငါအဲ့ကောင်ဆွဲကြိုးငါတွေ့တာငါသူ့ကိုပြန်ပေးမလို့ပဲ तू ဝင်လာပြီးအဲ့လိုပြောလိုက်တော့ငါခုပေးလိုက်ရင်ငါတခုလို့ထင်ပါဆိုလို့ငါမပေးဘဲနေမိတာပါကွာအေးကွာအေးအောင်မင်းနောင်းနေသူ့ဟာတော့ပြန်ပေးပြအောင်ပြေးလိုက်ရောအေးစိန်တလုံးငါသုံးလုံးတစ်ထောင်နောင်းနေပြန်ပေးလိုက်မယ်နော်တကယ်ချင်းဟဲ့အောင်ရင်ခွဲငါခေါင်းအောက်ကပတ်စံပြန်ပေးရောဟာငါတော့ငါမင်းပြောနားမလဲဘူးဟဲ့အောင်မင်းမသိချင်အောင်မဆောင်နဲ့ကွာရောပြီးခဲ့တဲ့တစ်ခေါက်ကလည်းငါမင်းကိုဖုံးပေးပြီးပြီရောခုလဲကွာမင်းထပ်မလုံးတင်ဘူးကွာငါမယူပါဘူးကွာမင်းကလည်းပြီးခဲ့တဲ့တစ်ခေါက်ကလည်းငါမတော်တဆပါလို့ခုလည်းပြန်ပေးပြီးသွားပြီမဖြစ်နိုင်ဘူးကွာရောတစ်ခါယူပြီးတဲ့ကွာငါတကယ်မယူပါဘူးစိန်တလုံးရငါ့ကိုအဲ့လိုမဆွဆွဲပါနဲ့တော်ပြီရောအကျင့်ဆိုတာဖြောက်ရခတ်တယ်ကွာမင်းတို့အကျင့်ရှိတဲ့ကောင်နဲ့ငါတခန်းနဲ့တူနေရတာနောက်ကျောမလုံးငါပဲပြောင်းမယ်ဟာတကယ်ချင်းဟာငါတခါလေးမတော်တဆပြစ်မိပါတယ်ကွာငါမြဲတဲ့သခိုးကြီးဖြစ်ရမဟုတ်ဘူးတကယ်ချင်းဟဲ့လာအောင်ရှင်းမေငါရှင်းမှလည်းတဏီကုံလုံးလုံးနေတာလာလက်ဖက်လေးစားရင်နာအောင်အော်ငါလှုပ်နေပင်မနေရသည်လို့လက်ဖက်တုပ်ခေါ်ကြည့်တာပဲအဲ့လိုကြောက်လဲငါရုပ်ခမငါ့ကိုချစ်ရှာတာပဲဟုတ်ရဲ့ရောလက်ဖက်တုပ်လေးစားအောင်ညီအေးပင်မနေပြီနာနာနေနေလေးလုံးမပေါ့အေးဟုတ်အမေဟုတ်တရထက်ပြီးမဲ့ကိစ္စမှမဟုတ်တာအေးနာနာနေနေလေးလှုပ်ပေါ့ရောရင်းနှီးလေးတောက်လိုက်အောင်ဟုတ်မေဟုတ်ဟဲ့ရှင်းလူလေးလက်ဖက်တုပ်လာမယ်ခဏလေးဟဲ့ဘာလို့လက်ဖက်တုပ်တော့မင်းငူငိုင်နဲ့ငေးနေလို့လောက်ကိုသေချာလို့ပြောတာဟုတ်မေအော်စောနာငါစိတ်ကူးရင်နေတာပဲအော်ပြောနေနဲ့ငူငိုင်မှာအေးကြည့်ရတာအားဘူးမရဘူးနဲ့နေလဲဘေးကြကုန်မယ်ပြီးရင်ရင်တွေကိုတဲလိုက်အောင်ချွေးမလေးတယောက်တော့ဟုတ်မေသမီးဒါပြီးရင်လုံးလိုက်မယ်ပြီးရင်နဲ့ချိန်ဆွဲမနေနဲ့ဟေးမိုးတွေကလားနေပြီတက်တာပဲမဲ့လိန်တာပဲလုံးမင်းမြန်လုံးအော်စိတ်ကူးနဲ့လက်တွေ့ရထက်တူမကြပါလားနော်ငါစိတ်ကူးတွေရှင်းတတ်လိုက်တာ